အီရန်စစ်ပွဲကစိုးရိမ်စရာအကောင်းဆုံးအချိန်တစ်ခုကိုရောက်ရှိနေပါပြီ။ဒီညအီရန်လူ့အဖွဲ့အစည်းတစ်ခုလုံးတည်ဆုံရလိမ့်မယ်ဆိုပြီးဒေါ်နယ်ထရန့်ကထပ်ပြီးပြောလိုက်ပါတယ်။အီရန်လူ့အဖွဲ့အစည်းတစ်ခုလုံးပြတ်သုံးသွားအောင်လုပ်တော့မှာလား။ရေနံကစံချိန်တင်ဈေးဒေါ်လာ150နီးပါးကိုကတ်လာပါပြီ။ဒီဆက်ချိန်ဧပြီလ9ရက်နေ့ည7:00နာရီဝန်းကျင်ပါခင်ဗျာ။ခေတ်သစ်သမိုင်းမှာအဆိုးရွားဆုံးစစ်ရေးအရှိန်မှုကြီးဖြစ်လာနိုင်တဲ့အချိန်မှတ်ဆက်ကိုကျွန်တော်တို့ရေးတွက်နေရပါပြီ။သမ္မတဒေါ်နယ်ထရန့်ရဲ့အင်္ဂါနေ့နောက်ဆုံးအချိန်ကဒီအမေရိကန်အရှေ့ပိုင်းစံတော်ချိန်ည8:00နာရီမြန်မာစံတော်ချိန်ဗုဒ္ဓဟူးနေ့မနက်6နာရီခွဲမှာပြည့်ပါတော့မယ်။အီရန်ကသာဟော်မုတ်ရေလက်ကြားကိုအပြည့်အဝပြန်မဖွင့်ဘူးဆိုရင်အမေရိကန်နဲ့အစ္စရေးကအီရန်ရဲ့အရက်ဖက်အဆောက်အအုံတွေကိုအပြတ်အသတ်ဖျက်ဆီးဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့လျှက်စစ်စက်ရုံတွေကိုဖျက်ဆီးမယ်ဆိုတာထက်ပိုပြီးဆိုးတဲ့ကြောက်ခမန်းလေးလေးချိန်ချောက်မှုကြီးထွက်လာပါတယ်။ဒေါ်နယ်ထရန့်ကသူ့ရဲ့ Truth Social မှာဒီညမှာအီရန်ရဲ့လူယဉ်ကျေးမှုလူ့အဖွဲ့အစည်းတစ်ခုလုံးတိတ်ဆုံးရနိုင်မယ်။ဘယ်တော့မှပြန်ရှင်တန်လာမှာမဟုတ်ဘူးလို့ရေးသားခဲ့ပါတယ်။သတင်းတောက်တွေကိုလည်းည8နာရီဆိုတာကတကယ်ဖြစ်လာမှာအဲ့ဒီအချိန်ရောက်ရင်တို့တစ်ခါမှမမြင်ဘူးတဲ့တိုက်ခိုက်မှုမျိုးလာလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။အမေရိကန်ကလူတန်း90ပဲရှိတဲ့နိုင်ငံကိုတကယ်ပဲမြေလံတော့မှာလား။တတိယကမ္ဘာစစ်ကိုစတင်တော့မှာလား။ဒီနေ့ဗီဒီယိုမှာတော့ကြောက်စရာကောင်းတဲ့ချိန်ချောက်မှုတွေစတင်နေပြီဖြစ်တဲ့တိုက်ခိုက်မှုတွေနဲ့နောက်ဆုံးမိနစ်ငြိမ်းချမ်းရေးအပူပြင်းကြိုးပမ်းမှုတွေကိုအသေးစိတ်တင်ဆက်ပေးပါမယ်။ဒီနေ့မှာဒေါ်နယ်ထရန့်ပြောခဲ့တဲ့စကားတွေကိုသိချကြည့်အောင်ပါ။ဒီအချိန်နီးကပ်လာတဲ့အချိန်မှာဒေါ်နယ်ထရန့်ကဒီညလူယဉ်ကျေးမှုတစ်ခုလုံးတည်ဆုံရနိုင်မယ်။ငါကမဖြစ်ချင်ပေမဲ့ဖြစ်လာဖို့များတယ်လို့ရေးသားခဲ့ပါတယ်။ဒီလိုစကားလုံးအသုံးနှုန်းမှုကအရင်ကတခါမှမရှိခဲ့ပါဘူး။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဥပဒေအကြံပေးဟောင်းဒီနိုင်ငံတကာဥပဒေပညာရှင်တွေကတော့ဒေါ်နယ်ထရန့်ရဲ့ post ကနိုင်ငံတကာဥပဒေအရလူမျိုးတုံးတပ်ဖြတ်မယ်လို့တရားဝင်ချိတ်ချောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးကိုပြတ်သုံးသွားစေဖို့ရည်ရွယ်ပြီးတော့တမင်သက်သက်ဖျက်ဆီးတာကလူမျိုးတုံးတပ်ဖြတ်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတိအကျဖြစ်နေပါတယ်။အမေရိကန်ပြည်တွင်းမှာလည်းအကြီးအကျယ်ကြိုက်ကွက်နေကြပါတယ်။ဒီမိုကရက်အထက်လွှတ်တော်ခေါင်းဆောင်တဦးကဒေါ်နယ်ထရန့်ကိုအင်မတန်စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူလို့တုံ့နှုံခဲ့ပြီးတော့လွှတ်တော်အမတ်တဦးကလည်းတတိယကမ္ဘာစစ်ထဲကိုဆွဲမသိမ်းခင်ဒေါ်နယ်ထရန့်ကိုတားဆီးကြဖို့တောင်းဆိုနေပါတယ်။အမေရိကန်မှာစကားတွေများနေတဲ့အချိန်အရှေ့အလယ်ပိုင်းမှာတော့စစ်မီးဟောင်းတောက်လောင်နေပါပြီ။အစ္စရေးကဒီအချိန်ပေးထားတဲ့ည8နာရီကိုတော့မဆောင်တော့ဘဲနဲ့အီရန်ပြည်တွင်းကတရားတွေနဲ့ရထားလမ်းတွေကိုစတင်တိုက်ခိုက်နေပြီလို့ဝန်ကြီးချုပ်နေတန်ယာဟုကကြေညာပါတယ်။အစ္စရေးစစ်တပ်ကတီဟီရန်အပါအဝင်အီရန်မြို့ကြီးတွေကတရား၈ခုကိုတိုက်ခိုက်ခဲ့ပြီးတော့ဒီအီရန်နိုင်ငံကာရှန်မြို့ကမီရထားလမ်းတိုက်ခိုက်ခံရမှုမှာဆိုရင်လူ2ဦးသေဆုံးခဲ့ပါတယ်။ဒီလမ်းကြောင်းတွေကိုအီရန်တော်လိုင်းအဆောင်တပ်ကလက်နက်သေးဖို့တုံးနေတယ်လို့နေတန်ယာဟုကအကြောင်းပြပါတယ်။တစ်ချိန်တည်းမှာပဲဒီညနေပိုင်းကအမေရိကန်စစ်တပ်ကအီရန်ရဲ့ရေနံတင်ပို့မှု90%လောက်လှုပ်ဆောင်နေတဲ့အသက်သွေးကြောခကျွန်းကိုအီရန်မှတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။အမေရိကန်ရဲ့ဒုတိယသမ္မတ JD Vance ကတော့တိုက်ခိုက်တာဟုတ်မှန်ကြောင်းအတည်ပြုပေမဲ့စစ်ရေးပြစ်မှတ်တွေကိုပဲတိုက်ခိုက်တာလို့ဆိုပါတယ်။ည8နာရီဒလိုင်းမတိုင်ခင်အထိတော့ရေနံစက်ရုံတွေကိုဝင်မတိုက်သေးဘူးလို့သူကဆိုပါတယ်။အီရန်ကလည်းလုံးဝနောက်မဆုတ်ပါဘူး။အမေရိကန်ကလက်နက်ချအရှုံးပေးဖို့ဖိအားပေးနေသည်ဘာမှလိုက်ရောမှာမဟုတ်ဘူးလို့အီရန်အရာရှိတဦးကရိုက်တာသတင်းဌာနကိုပြောပါတယ်။အကယ်၍အမေရိကန်နဲ့အစ္စရေးကအီရန်ရဲ့လျှက်စစ်ကွန်ရက်ကိုဖျက်ဆီးခဲ့ရင်အီရန်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့အရှေ့လေပိုင်းဒေသတစ်ခုလုံးနဲ့ဆော်ဒီကိုအမှောင်ကျသွားအောင်ပြန်လုပ်မယ်လို့ကတိပေးထားပါတယ်။အခုဆိုရင်လည်းလက်တုံ့ပြန်တိုက်ခိုက်မှုတွေစနေပါပြီ။အီရန်ရဲ့ဒုံးကျည်တွေ drone တွေကြောင့်အစ္စရေးနိုင်ငံတစ်ခုလုံးအော်တန်တွေဆူညံနေပြီးတော့ဆော်ဒီကလည်းသူတို့ရဲ့စက်ရုံတွေဘက်ကိုလာတဲ့ drone ၄စီးကိုပစ်ချခဲ့ရပါတယ်။ဘာစီးပွားရေးကလည်းအကြီးအကျယ်ထိုးတက်နေပါပြီ။ရေနံဈေးကတစည်းကိုစံချိန်တင်ဒေါ်လာ150နားကတ်လာပါတယ်။ဟော်မုတ်ရေလက်ကြားပိတ်သွားလို့ကမ္ဘာရေနံ12%ထက်မနည်းပြတ်တောက်သွားပြီးတော့ဥရောပအရာရှိတွေကတော့စီးပွားရေးပြက်ကတ်စိုက်တော့မယ်လို့သတိပေးနေပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီညမှာအီရန်ရဲ့အီယာမတံပြန်တိုက်ခိုက်မှုတွေလာနိုင်တဲ့အတွက်ဘာရိန်းနိုင်ငံကအမေရိကန်နိုင်ငံသားတွေအားလုံးကိုအပြစ်မထွက်ဖို့အရေးပေါ်အမိန့်ထုတ်ထားပါတယ်။ကလကနောက်ကွယ်မှာတော့ပါကစ္စတန်ဂျောင်းဝင်စစ်ဆက်ပေးသူတွေကအမေရိကန်နဲ့အီရန်ကြားနောက်ဆုံးမိနစ်အထိသဘောတူညီချက်ရဖို့အသေးအတန်စ조사နေပါတယ်။ဒုတိယသမ္မတ JD Vance ကလည်းပြင်းထန်တဲ့ဆွေးနွေးမှုတွေလုပ်နေပြီးတော့ပြည်လည်သွားဖို့မျှော်လင့်ချက်ရှိပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့အပြင်ဘက်မှာတော့လမ်းကြောင်းတွေကတခြားစီဖြစ်နေပါတယ်။ဒေါ်နယ်ထရန့်ကဒီအမေရိကန်စံတော်ချိန်ည8နာရီမှာတကယ်ကိုချမယ်လို့ဆိုပါတယ်။အစ္စရေးကလည်းအီရန်အစိုးရကိုလုံးဝဖြိုချဖို့ရည်ရွယ်ထားပြီးတော့အီရန်ဘက်ကလည်းဖိအားပေးတာကိုဘယ်တော့မှအရှုံးမပေးဘူးလို့ဆိုပါတယ်။အခုဆိုရင်ပေးထားတဲ့ deadline အချိန်ပြည့်ဖို့အခုတင်ဆက်ချိန်ကနေပြီး8နာရီကျော်ပဲလိုပါတော့တယ်။တန်တမန်ရေးဟာအောင်မြင်သွားမလား။ဒါမှမဟုတ်ဒီညအရှိအလဲပိုင်းမှာအီရန်စစ်ပွဲကတကယ်ပဲနောက်တစ်ဆင့်တက်လာမလားဆိုတာကိုဘယ်လိုထင်ကြပါသလဲခင်ဗျာ။ဒီရုပ်သံကိုကျွန်တော်ရဲ့ YouTube လင်းခန့်အိမ်မှာလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်။နောက်ဆုံးရနိုင်ငံရေးစီးရီးသတင်းတွေကိုဆက်ပြီးသိချင်ကျွန်တော်ရဲ့ Telegram Politics လက်ကို join ထားလို့ရပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။ကျွန်တော်ကတော့လင်းခန့်အိမ်မှာနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ။